ပဲမင်္ဂလာပါကျွန်တော်ကတော့ story by အာမင်ရဲ့ video editing ရဲ့ကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်ပါပဲကျွန်တော်မလို့ကျွန်တော်ဖြစ်နေတာပါစတာပါဒီနေ့မှာတော့ကျွန်တော်ဒီတေးဆောင်ဆွဲ channel မှာ video မတင်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကတော့ဖျားသမိုင်းကြီးတင်ဆက်ဖို့ကျွန်တော်စိတ်ကူးထားပါတယ်ဒီဖျားသမိုင်းကြီးရဲ့နာမည်ဒီဖျားကြီးရဲ့နာမည်ကတော့မဟာတူလာမဟာစိန်ကြောက်တော်ကြီးဖျားပဲဖြစ်ပါတယ်ကဲကျွန်တော်ခုပဲတင်ဆက်လိုက်ပါတော့မယ်ဒါနဲ့စကားမချက်ဒီတေးဆောင်ဆွဲ channel ကိုလည်း subscribe လာလုပ်ပေးကြပါအောင်ပြော story ပြအာမင်ဟိုပဲ subscribe သွားလုပ်ကြတော့လေဒါပေါင်းကဲ let's go ကြောက်တော်ကြီးဖေရမှာမြောင်မြို့မြောက်ဖက်နန်းရကုန်းဤအရှိမြောက်ဖက်ရခင်ကမြို့ဝင်ပေါနီးတောင်ပေါ်တွင်တည်ရှိပါတယ်ခင်ဗျာမြောင်နန်းတော်မြို့ကြီးကိုတည်ထောင်သူပြင်စမတတိယတက္ကရာတင်မင်းစုံမွေကောင်းမှုလည်းဖြစ်ပါတယ်ခင်ဗျာမြို့တော်တည်ထောင်ပြီး9နှစ်ခန့်ကြာ BC 900ပြည့်နှစ်တွင်ဝေတာလီမြို့ရှိစကြင်တောင်မှဖျားထူလုံးကြီးစကြင်ကြောက်တုံးကြီးကိုရှာတွေ့ခဲ့ကြပြီးအကျန်းစစ်ထူးစစ်ပြီးမြောက်ကိုတည်ဆောင်ခဲ့ကြပါတယ်ခင်ဗျာမင်းစောမုံကိုတော်တိုင်းမြခုံးမြေကြီးတို့ရီးဆွဲခဲ့ပြီးမဟာတူလာမဟာစိန်ဖျားကိုကပီးတင်ခဲ့ပါတယ်ဖျားကြီးမှာထဝဲဖွဲ့ခွဲရုပ်ပွားတော်ဖြစ်ပေါ်ရတယ်ဖြစ်ပါတယ်ခင်ဗျာဘွဲတော်မှာမဟာတူလာမဟာစိန်ဖြစ်တော်တဲ့ကြောက်တော်ကြီးဖျားဟုလူများခေါ်ဝေါ်ခဲ့ကြပါတယ်ခင်ဗျာရုပ်ပွားတော်ရွယ်ပမာဏမှာထဝဲတော်ပြန်ဆက်နေတော့အဝန်း28တောင်နမိုင်လေးတိခါတော်ဝန်း10တောင်နမိုင်လေးတိရင်ဖွင့်တော်ပခုံးဝဲရအကျဲ8တောင်ဦးကောင်းတော်ဝန်း73တောင်ညံတော်မြင့်18တောင်နမိုင်လေးတိရှိဖြစ်ပါတယ်ခင်ဗျာအလေးချိန်မှာ9,500,4,900နှစ်ပိတ်တာခန့်ရှိပါတယ်ခင်ဗျာစီလူတော်ထုစီပြီးပို့တော့ကြောက်သားများကိုမင်းစောမူကြီးမင်းဖြင့်ကြောက်တပိတ်တော်ကြီးတစ်လုံးထုလုပ်စေခဲ့ပါသည်ခင်ဗျာဖျားကြီးအားတဲဆောင်လာသောလမ်းတွင်ဝေတာနီမြို့မှ၄မြို့ချောင်းထဲသို့တမန်တော်ကိုတွင်းခဲ့ပါသည်ဖျားကြီးဤမုံဦးလေးဆောင်းထဲလေးခုမှာအရှိဘက်နီလာဆောင်တဲ့အနောက်ဘက်ပထမဆောင်တဲ့နဲ့တောင်ဘက်ငွေဆောင်တဲ့နဲ့မြောက်ဖက်ရွှေဆောင်တဲ့တို့ဖြစ်ပါတယ်ထိုဆောင်တဲ့နေ့ကူမှာ126ပေစီရှိပါတယ်ကျွန်တော်တစ်ဆက်ပြောလိုက်ပါတော့မယ်ဒီအထဲမှာတော့မပါဘူးပေါ့နော်အဲဆောင်တဲ့ထိပ်မှာကျွန်တော်တို့မြန်မာဆိုမြန်မာရခိုင်ဆိုရခိုင်အလိုမျိုးပေါ့၄ခုမတူတဲ့၄ခုရှိပါတယ်အဲ့ဒါတွေကအယုတ်တွေကအရွယ်စားတော့တူတူပဲပေါ့နော်36ပေပါအားလုံးပဲကြိုက်ကြမယ်လို့မျှော်နေပါတယ်ကဲဘိုင်ဘိုင်